ရှေတုံးကအိန္ဒိယပြည်မှာဆူလတန်ဘရင်ကြီးတစ်ပါးရှိတယ်။သူမှာဟူစိန်အလီနဲ့အာမတ်ဆိုတဲ့သားတို့၃ယောက်ရှိတယ်။ပြဿနာကဘာလဲဆိုတော့အဲ့ဒီမင်းသားကြီးရဲ့ကို၃ယောက်လုံးကသူတို့ရဲ့ညီမဝမ်းကွဲတော်တဲ့နူရနီဟာဆိုတဲ့မင်းသမီးလေးတစ်ယောက်တည်းကိုပဲပြိုင်တူချစ်မိသွားကြတာပါပဲ။ကဘာပေါ်မှာအထူးဆန်းဆုံးပစ္စည်းတစ်ခုကိုရှာယူလာနိုင်တဲ့သူကိုမင်းသမီးနဲ့ပေးစားမယ်ဆိုပြီးပြိုင်ခိုင်းလိုက်တာပေါ့။ဒါနဲ့သူတို့၃ယောက်လမ်းခွဲပြီးထွက်သွားကြတယ်။တနေ့ပြီလို့ပြန်ဆောင်ကြတဲ့အခါမှာတော့သူတို့ရလာတဲ့ပစ္စည်းတွေကတကယ့်ကိုအမိုက်စားတွေပဲကွ။အကိုကြီးဟူစိန်ကမော်ကော်စောပြန်အလက်မင်းသားအလီကတော့ကဘာအနှံ့မြင်ရတဲ့မော်စင်းဆွဲမှန်ပြောက်အငယ်ဆုံးလေးအာမတ်ကတော့ယောဂပြောက်တဲ့မော်ပန်းတီတလုံးရလာကြတယ်။သူတို့ပြန်ဆောင်ပြီးတစည်းထုတ်ကြတော့မင်းသားအာလီကမှောင်ပြောင်းနေကြည့်လိုက်တော့မင်းသမီးလေးတေကနေခိနေတာမြင်လိုက်ရတော့ဒါနဲ့အချိန်မဆွဲတော့ပဲကော်စောပြန်နဲ့ချက်ချင်းပြန်ကြပါလိတော့နန်းတော်လဲရောက်ရောအာမတ်ရဲ့ပန်းတီကိုမင်းသမီးကိုပေးရှူလိုက်ကြတယ်မင်းသမီးလေးလည်းချက်ချင်းကျမ်းမာလာတာပေါ့ဒီတော့ဘရင်ကြီးခေါင်းခဲ့ရသည်လေ၃ယောက်လုံးရဲ့ပစ္စည်းတွေကြောင့်မင်းသမီးအသက်ရှင်ခဲ့တာကိုဘသူနိုင်လဲပြောရခတ်တာနဲ့နောက်ဆုံးအဆင့်မြားပြစ်ပြိုင်ပွဲလွတ်ခိုင်းလိုက်တယ်အကိုကြီး၂ယောက်ရဲ့မြားတွေကရှာတွေ့ပေမဲ့အငယ်ဆုံးလေးအာမတ်ပစ်လိုက်တဲ့မြားကတော့လေထဲမှာပျောက်သွားပြီးရှာမတွေ့တော့ဘူးမင်းသမီးကိုအကိုလက်နဲ့ပေးစားလိုက်ပေမဲ့အာမတ်ကတော့အရှုံးမပေးပဲသူ့မြားကိုလိုက်ရှာတော့တာပဲရှာရဲနဲ့တောနဲ့ကြီးတဲ့ကကြောက်တောင်တွေကြားရောက်သွားပြီးသူ့မြားလေးကိုပြန်တွေ့လိုက်တယ်အဲ့ဒီနေရာမှာတဲ့အာမတ်ဟာသူ့ကိုစောင့်မျှော်နေတဲ့နတ်သမီးလေးပယ်ရီဘာနူနဲ့ဖူးစာဆုံးသွားပါတော့တယ်လူသားမင်းသမီးကိုမရခဲ့ပေမဲ့ပိုပြီးချစ်စရာကောင်းတဲ့နတ်သမီးလေးနဲ့ပေါင်းဖက်သွားရတာပေါ့ပုံပြင်လေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးပါနောက်ပုံပြင်တွေဆက်လက်ကြည့်ရှုနိုင်ဖို့ subscribe လုပ်ပေးဖို့တောင်းဆိုပါရစေ